တတိပဋ္ဌာန်လေးကိုအဲ့လိုပွားပြီးတော့ဂုဏ်တော်လေးနဲ့ပွားပြီးတော့ကိုယ့်ရဲ့ဒေါသကိုထိလိုက်တာလေမြတ်ဖျားရဲ့အစုံမှာကိုဘဝလေးကိုယူဆောင်တာဖြစ်တယ်လို့ဒီတတိပဋ္ဌာန်ပွားပြီးရှင်းရှိရသူပွားတာကြားလာပြီတတိရင့်တန်လေးဒီတွက်ကကြတော့ထွက်လာတဲ့ဒေါသလေးဟာဒေါသစိတ်ပဲနော်ငါနဲ့မပေါင်းမင်းနေလေပင်နိုင်သွားပါလေတပားသူကပြောနေတဲ့ဒေါသကိုလေမြင်တယ်လို့သူပြောလိုက်တာကြောင့်ကိုယ့်ရင်ထဲမှာလက်ထဲဖြစ်သွားတဲ့ကိုယ့်ရဲ့စိတ်ကလေးကိုလေမြင်နေနော်အဲ့တော့ဒါကိုတတိနဲ့ကြီးတဲ့ခြင်းအဖြစ်ဒေါသဟာကြီးထွားမလာဘဲနဲ့ပျောက်ပြတ်သွားတာပေါ့နော်ဘလို့နဲ့လေဖြစ်ဖြစ်မြတ်ဗုဒ္ဓရဲ့အဆုံးအမလေးတွေကိုတကယ်လိုက်နာကျင့်သုံးပြီးတော့ကိုယ့်ရဲ့ဘဝတွေကိုကျမတို့တည်ဆောင်နိုင်ရပါမယ်ဒီမြတ်ဗုဒ္ဓရဲ့တရားတော်ကြီးတွေဟာပါဇက်ကနေပြီးတော့ပြောနေရမှာမဟုတ်ပါဘူးပြောလဲပြောရမှာပေါ့နော်ပြောပြီးတော့ကိုယ်တိုင်နဲ့ကျင့်ရမှာဖြစ်ပါတယ်ပါဇက်ကပြောရတော့လူတိုင်းပြောတတ်တာပေါ့နော်ကိုယ်တိုင်နဲ့ကျင့်ရမယ်မေတ္တာစေတနာအပြည့်နဲ့သူတစ်ပါးကိုလေတိုက်တွန်းရမယ်လက်ကမ်းရမယ်ခေါ်ယူရမယ်တတိပေးရမယ်နော်ကျမတို့ဒီလိုခံထားပါနဲ့ဒါမှကျမတို့မင်္ဂလာပြည့်တင်ပြည့်ရင်ကျင်းရှင်းတဲ့မင်္ဂလာရှိတဲ့နော်မေတ္တာကိုဖုံးလွှမ်းနေတဲ့လူပေါင်းလောကကိုတည်ဆောက်နိုင်မှာပေါ့ရှင်နော်ကျမတို့ပေးလိုက်တာလေးကလူတိုင်းသိပြီးသားနည်းနည်းလေးကျမတို့ပေးလိုက်တာကလူတိုင်းသိပြီးသားနည်းနည်းလေးတတိပေးရုံထောက်ပံ့လေးဖြစ်မှာဖြစ်နိုင်တယ်ဆိုပြီးမဲ့လေဟိုရင်ထဲကနော်မေတ္တာတရားတော့ခမ်းနားပါလေကြီးကြီးပါလေနော်ပေးလိုက်တာကဒါကြီးကြီးကျယ်ကျယ်မဟုတ်ပေမဲ့ရှင်လေးကပေးတဲ့မေတ္တာတရားတော့ခမ်းနားကြီးကြီးပါလေရှင်အဲ့စိတ်လေးနဲ့တတိပေးကြပါလေသူနဲ့တူကောင်းစီချင်ပါလေနော်မိဘကိုကျေးဇူးဆက်နေဆိုရင်တော့မှာတဲ့ဒီတရားမသိတဲ့မိဘကိုတရားသိအောင်တရားမလို့ဖြစ်သေးတဲ့မိဘကိုတရားလို့ဖြစ်အောင်လုပ်တာအကောင်းဆုံးကျေးဇူးဆက်နေလို့ဆိုတယ်မဟုတ်ဘူးလားရှင်အဲကြတော့ဒီနေ့ဒီချစ်လို့ပြောတယ်မပါတော့ချစ်လို့ပါရှင်အားလုံးညီချက်တတိပဋ္ဌာန်ဟာလေရှုပ်ထွေးမှုတွေကိုကျင်းစေတယ်ပူလောင်မှုတွေကိုကျင်းစေတယ်နော်နောက်ကြည့်မှုတွေကိုကျင်းစေတယ်ညှဉ်းနှင်းမှုတွေကိုနော်ဆင်းရဲကိုကျင်းစေတယ်သူကချမ်းသာစေတယ်ကြည်လင်စေတယ်အေးချမ်းစေတယ်နော်တကယ်အချမ်းသာဆုံးမှာ